လူသားတွေရဲ့စိတ်နေစိတ်ထားတွေဟာနှမျိုးရှိတယ်တဲ့ဒီနေ့နန်းပင်လယ်ဘေးမှာစာဖတ်ရင်ဒီလူသားတွေရဲ့စိတ်နေစိတ်ထားအကြောင်းကိုလေ့လာကြည့်မယ်နော်ပထမလူအမျိုးအစားကတော့ introvert အေးလူနေတတ်တဲ့လူမျိုးဖြစ်ပါတယ်ဒုတိယလူအမျိုးအစားကတော့ extrovert ပွင့်လင်းတွက်လက်လူဆိုပြီးတော့လူတွေရဲ့စိတ်နေစိတ်ထားနှမျိုးရှိတယ်တဲ့ဒီလူနှမျိုးရဲ့စိတ်နေသဘောထားကိုအလွယ်ကူဆုံးမြင်သာအောင်ပြောပြရမယ်ဆိုရင် introvert လို့လူရဲ့စိတ်နေစိတ်ထားအေးလူနေတတ်တဲ့လူပေါ့နော် introvert တွေဟာစွမ်းအင်ကိုမိမိကိုယ်တွင်းကနေပြန်လည်ရယူလေးရှိတယ်တဲ့လူအများကြီးနဲ့ရှိနေရင်စွမ်းအင်ကုန်ခန်းလွယ်ပြီးတယောက်တည်းနေရတဲ့ချိန်မှာသာစွမ်းအင်ပြန်ပြေးသွားလာတတ်ကြတယ် introvert တွေကလူစုလူဝေးကြီးတွေကိုရှောင်လေးရှိပြီးတော့စိတ်တူကိုယ်တူဖြစ်တဲ့အပေါင်းအသင်းအနှဲငယ်နဲ့ပဲရင်းနီးနေတတ်ပါတယ် introvert လို့လူမျိုးတွေကကိုယ်တိုင်စကားပြောတာထက်လူတစ်ပါးစကားကိုတည်တည်ရှာရှာနားထောင်ပေးတတ်တဲ့သူမျိုးတွေပေါ့နော်စကားမပြောခင်မှာလည်းစိတ်ထဲကနေတေချာစဉ်းစားတွေးတောပြီးမှပြောလေးရှိကြတယ်introvert တွေရဲ့အလုပ်လုပ်တဲ့ပုံစံကတော့တယောက်တည်းအေးဆေးအာယုံစိုက်ပြီးလုပ်ရတဲ့အလုပ်တွေကိုပိုသဘောကျပါတယ်။အလုပ်တစ်ခုကိုအသေးစိတ်ကအစားအာယုံစိုက်နိုင်စွမ်းမြင့်မားကြပါတယ်။ introvert သမားတွေရဲ့အနားယူတဲ့ပုံစံကစာဖတ်တာတချင်းနားထောင်တာတကူရီဝဒနာပါရအလုပ်လေးတွေလုပ်ရင်းအချိန်ကုန်ဆုံးရတာကိုပိုနစ်သက်ကြပါတယ်။ extrovert လို့လူတွေရဲ့စိတ်နေစိတ်ထားဝင်လင်းတွက်လက်တဲ့သူတွေကတော့စွမ်းအင်ကိုပြင်ပပတ်ဝန်းကျင်နဲ့လူမှုဆက်ဆံရေးကနေရယူကြပါတယ်။လူတွေနဲ့ထိတွေ့ဆက်ဆံရလေစွမ်းအင်တွေကိုပုံမတက်ကြွလာလေပဲဖြစ်ပါတယ်။ extrovert သမားတွေကတော့လူမှုဆက်ဆံရေးအလွန်ကောင်းပြီးအပေါင်းတင်းဆက်ကြပါတယ်လူတင့်တွေနဲ့မိဖွဲ့ရတာကိုမရှက်မကြောက်ပဲပျော်ပျော်ရွှင်ရွှင်လှုပ်ဆောင်နိုင်ကြပါတယ်စကားပြောရတာဝါသနာပါပြီးစိတ်ထဲရှိတာကိုတန်ပြောတတ်တဲ့သဘောဝရှိပါတယ် extrovert သမားတွေကအဖက်စည်းနဲ့ပူပေါင်းလှုပ်ဆောင်ရတဲ့အလုပ်တွေလူတွေနဲ့အမြဲထိတွေ့ဆက်ဆံနေရတဲ့နေရာတွေမှာအလွန်စမ်းဆောင်ရေးကောင်းကြပါတယ်တက်ကြလှုပ်ရှားပြီးခေါင်းဆောင်မှုအပိုင်းမှာလည်းထိုးထွက်လေးရှိပါတယ်extrovert ပွင့်လင်းတွက်လက်သူတွေရဲ့အနားယူတဲ့ပုံစံကပါတီပွဲတက်တာတငယ်ချင်းတွေနဲ့စုံတာအပြင်ထွက်ပြီးလှုပ်ရှားရှားအဖွဲလိုက်လှုပ်ဆောင်ရတဲ့အရာတွေကိုပုံမနစ်တက်ကြပါတယ်ဒါကတော့လူတွေရဲ့စိတ်နေစိတ်ထားနှမျိုးပဲဖြစ်ပါတယ် introvert နဲ့ extrovert ပေါ့နော်ကိုကဘယ်လိုလူအမျိုးအစားထဲမှာပါနေလဲဆိုတာ comment ထဲမှာရေးပေးခဲ့လို့ရပါတယ်ရှင်